အားလုံးပဲမင်္ဂလာပါမာဒီနေ့ပြစရာတစ်ခုရှိလို့ပေါ့နော်ဒီကောင်လေးကဘိန်းကြီးရဲ့ပေါ့နော်ဘိန်းကြီးရဲ့အနောက်မီးစတိုင်ပေါ့ဒီဇိုင်းလေးပေါ့အကောင်လေးလုံးနေတာကြာပြီဒီကောင်လေးကကတ်ထုနဲ့အရင်စမ်းပြီးမိုးလောက်တော့နည်းနည်းတချို့နေရာတွေကတော်တော်ကြမ်းသွားတာပေါ့ဒီ line လေးတွေဆိုတာအချောတိတ်ချပြန်လုပ်ရမယ့်ဟာပေါ့ဒီကောင်ကနောက်ဖင်ထောင်လေးနဲ့ပေါ့နော်အခုမီးဖွင့်ပြမယ်ဒီကောင်လေးရက်ဒီLED လေးနဲ့ဆင်းလာတာပေါ့နော်သူကအောက်ကအပေါက်လေးနှစ်ပေါက်ရှိတယ်နော်အဲဒီပေါက်လေးနဲ့ကျွန်တော်တို့အမစိတ်အနောက်အထိုင်လက်ကင်လေးနဲ့တွဲလိုက်ရုံပဲပေါ့နော်ဒီကောင်လေးကိုမီးဖွင့်ပြမယ်ဒီလေးပေါ့မီးလောလောဆယ်တော့ဒီမီးသုံးလုံးလေးတော့ပေါ့နော်ဟိုလိုပဲတောက်မီးအရှည်လေးလည်းထည့်လို့ရတယ်ကိုကြိုက်တာကိုထည့်လို့ရတော့ဒီကောင်လေးကဘိန်းကအခုမှလုံနေတော့ဆိုတော့နောက်မှတက်ပြမယ်ပေါ့နော်ဘိန်းမှတက်ပြမယ်နောက်ဖင်ချုံလေးလောက်ရလည်းမပြီးသေးဘူးဆိုတော့ဒါကတော့ဟိုလက်ရှိမီးရဘယ်လောက်လင်းလဲဆိုတော့အဲ့လောက်ထိလင်းတာပေါ့မီးလေးပေါ့ဒီကောင်လေးစိုက်ကယ်ပြီးမှတစ်ခေါက်တက်ပြီးဗီဒီယိုတစ်ခုတင်ပေးမယ်နော်ဒီကောင်ကအခုပြခြင်းလို့လာပြတာပေါ့နော်ဒီမီးလေးနဲ့အဆင်ပြေတယ်ဘိန်းကြီးဒီဇိုင်းလေးပေါ့နော်အားလုံးပြီးမှအချောလုပ်ပြီးတစ်ခေါက်ပြန်ပြပေးမယ်လောလောဆယ်ကတော့နည်းနည်းပြန်လှုပ်เสียလေးတွေရှိတယ်ဒါကနည်းနည်းကျန်းနေသေးတာပေါ့နော်ဟိုကတ်ထုနဲ့နမူနာယူလိုက်တဲ့ခါကျတော့နည်းကျန်းသွားတာပေါ့နော်ဒီကကူကတော့ဒီလောက်ပဲနောက်မှဘိန်းမှတက်ပြီးတော့ပြပေးမယ်နော်โอเคအားလုံးပဲကျေးဇူးပါ